နှစ်စဉ်နဲ့တိုင်းအာဆင်နယ်ရဲ့ကွင်းလယ်ဟာတန်ရာပြဿနာတွေရှိခဲ့ပြီးတော့မှအမြဲတမ်းလိုအင်အားနည်းခဲ့တာတွေရှုံးပွဲကြုံခဲ့ရတာတွေရှိခဲ့ပါတယ်ဒီနှစ်မှာတော့အာဆင်နယ်ရဲ့ကွင်းလယ်ကတော်တော်လေးကိုအင်အားတောင့်တင်းပြီးတော့မှလူအင်အားကလည်းတော်တော်လေးကိုအခိုင်အမာဖြစ်နေပါတယ်ရှိတဲ့ကစားသမားတွေကလည်းတကယ်ကပထိတ်တန်းကစားသမားတွေဖြစ်တဲ့အတွက်အာဆင်နယ်ရဲ့ကွင်းလယ်ကလက်ရှိမှာကပအကောင်ဆုံးကွင်းလယ်ကိုအာဆင်နယ်ကပိုင်ဆိုင်ထားတာဖြစ်ပါတယ်အာဆင်နယ်မှာလက်ရှိပဲကစားသမားပဲကွင်းလယ်မှာတန်ရာရသည်ဖြစ်ပါစေစိုးရိမ်စရာမရှိတဲ့အခြေအနေရှိပါတယ်လူဝင်အားတောင့်တင်းပါလေလိုအပ်ရင်အာဆင်နယ်ယူ18ကကွင်းလယ်ကစားသမားတွေပါခိုးသုံးလို့ရတဲ့အခြေအနေရှိတဲ့အတွက်အာဆင်နယ်ရဲ့ကွင်းလယ်ကတော့တော်တော်လေးကိုစစ်အေးရပါတယ်အဲ့ဒီကစားသမားတွေထဲမှာမှခြေစွမ်းပိုင်းတည်ငြိမ်နေခြေစွမ်းနဲ့အမြဲတမ်းပြနေတဲ့သူဒီကွင်းလယ်ကစားသမား Declan Rice ကတော့အမြဲတမ်းလိုခြေစွမ်းတည်ငြိမ်ပြီးတော့မှပုံမှန်ခြေစွမ်းကိုပြနိုင်တဲ့ကစားသမားဖြစ်ပါတယ်လက်ရှိအာဆင်နယ်ကွင်းလယ် Declan Rice ကအရင်ကတော့ကွင်းလယ်ခံစစ်အနေထားကစားခဲ့ပြီးတော့မှနောက်ပိုင်းခြေစွမ်းပြလာပြီးတော့တိုက်စစ်တွေ box to box လိုက်ပါတဲ့နေရာနံပါတ်8နေရာကိုကစားနိုင်တဲ့အထိ Declan Rice ကခြေစွမ်းပြလာပြီးတော့နောက်ပိုင်းဆိုရင်ကျွန်တော်တို့ Declan Rice ကတိုက်စစ်မှာအထိပေါ်ဆောင်ပြီးတော့ကစားနေတာတွေကျွန်တော်တွေ့ခဲ့ရပါတယ်ဆိုရင်တော့ပြောရရင်တော့ Declan Rice ရဲ့ခြေစွမ်းပိုင်းကတော်တော်လေးကိုကောင်းမွန်တဲ့အနေထားဖြစ်ပြီးတော့မှလက်ရှိအာဆင်နယ်ရဲ့ကွင်းလယ်ပိုချုပ်အဖြစ်လည်းကျွန်တော်တတ်မှတ်လို့ရပါတယ်ထို့အတူပဲ Declan Rice လိုပဲ Super Mandi ကလည်း Declan Rice နီးတူပဲခြေစွမ်းပြပြီးတော့လက်ရှိအာဆင်နယ်မှာနိုင်ပွဲတွေရအောင်ဖန်တီးပေးနေပါတယ် Super Mandi ကတော့အားလုံးတည်းအတိုင်းပဲကွင်းလယ်ခံစစ်ကစားသမားပဲဖြစ်ပါတယ်သူကတကယ်ကိုကောင်းမွန်တဲ့အတွက်အားလုံးကသူ့ကိုတကယ်ကပထိတ်တန်းကစားသမားတွေနဲ့ကွင်းလယ်ကစားသမားတွေနဲ့နှိုင်းယှဉ်ခြင်းနဲ့ခံနေရပါတယ်ဆိုတော့ Declan Rice ပြင်တော့ Super Mandi ကလည်း Declan Rice နီးတူခြေစွမ်းပြနေတဲ့ကွင်းလယ်ဘဟုခံစစ်ကစားသမားဖြစ်ပြီးတော့လိုအပ်ရင်တိုက်စစ်တီလိုက်ပါပြီးတော့မှကစားကွက်ကိုဖော်ဆောင်ပေးနိုင်တဲ့ကွင်းလယ်ကစားသမားဖြစ်ပါတယ်ထို့အတူပဲကျွန်တော်အားလုံးသိကြတဲ့အတိုင်းပဲ Marino ကလည်းတော်တော်လေးကိုကောင်းတဲ့ကစားသမားဖြစ်ပါတယ်ဆို Marino ကအတိကအဖြစ်တော့သူကလည်းကွင်းလယ်ဘဟုကစားသမားပဲဖြစ်ပါတယ်သူကဘက်ဆွန်ကစားနိုင်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ကွင်းလယ်ခံစစ်ကိုကွင်းလယ်တိုက်စစ်ကိုတိုက်စစ်မှုဖြစ်ပါကစားနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းပြီးခဲ့တဲ့ယာရီတီသူ့ရဲ့ခြေစွမ်းတွေအပြပြခဲ့တယ်ကလပ်မှာရောနိုင်ငံမှာရောသူ့ရဲ့ခြေစွမ်းကတော်တော်လေးကိုကောင်းပြီးတော့မှတော်တော်လေးကိုတိုးတက်တဲ့ဆိုတာတဲ့တည်ငြိမ်တဲ့ခြေစွမ်းကိုပြသနိုင်တဲ့ကစားသမားဖြစ်ပါတယ် Marino ကလည်းstriker ဖြစ်ပါကစားနိုင်တဲ့အထိအာဆင်နယ်ရဲ့ကွင်းလယ်မှာခြေစွမ်းပြနေတဲ့ကစားသမားဖြစ်ပါတယ်ဆိုတော့သူကလည်းအာဆင်နယ်ရဲ့ကွင်းလယ်ပိုချုပ်အဖြစ်တော့ကျွန်တော်တတ်မှတ်လို့ရမယ့်အနေထားခြေစွမ်းမျိုးတွေပြနေတာဖြစ်ပါတယ်ဒါပေမဲ့ခုနပြောခဲ့သလိုတော့ Grice ရော Super Mandi ရောMarino ရောခြေစွမ်းတွေတန်းတူပြသနေကြတာဖြစ်ပါတယ်နောက်ထပ်အာဆင်နယ်ကွင်းလယ်ကစားသမားကတော့အားလုံးတည်တဲ့ Christian Noga ပဲဖြစ်ပါတယ် Noga ကလည်းပြီးခဲ့တဲ့နှစ်ရာသီမှာသူ့ရဲ့ကလပ်မှာပြခဲ့တဲ့ခြေစွမ်းတွေကတော်တော်လေးကောင်းပါတယ်ဆိုတော့ Rice Super Mandi Marino တို့နဲ့သူ့ကိုလည်း short တက်လို့မရဘူးပေါ့နော်သူ့ရဲ့ခြေစွမ်းကလည်းတော်တော်လေးကောင်းပြီးတော့မှကွင်းလယ်ခံစစ်ကစားသမားလည်းဟုတ်တယ်တို့အတူတိုက်စစ်တွေကိုလည်းဖော်ဆောင်ပေးနိုင်တယ် defense တွေလည်းကောင်းတယ်လို့strong ball တွေ blocking ပိုင်းတွေတော်တော်လေးကောင်းတယ်ဆိုတော့ Noga ရဲ့ခြေစွမ်းကလည်းကျွန်တော်အထင်သေးလို့မရဘူးသူဒီလည်းပဲလက်ရှိခြေစွမ်းပြနိုင်ဖို့အတွက်အခွင့်ကိုစောင့်နေတဲ့ကစားသမားဖြစ်ပါလေလိုအပ်လန်တော့ Noga ရဲ့ခြေစွမ်းတွေကိုလည်းကျွန်တော်တွေ့ရမှာဖြစ်ပါတယ်နောက်ထပ်ကစားသမားကတော့ကွင်းလယ်ရဲ့အဇီပဲဖြစ်ပါလေအဇီကအရင်က QBR ကလပ်မှာကစားခဲ့ပြီးသူ့ရဲ့ကစားခဲ့တဲ့နေရာကတော့အဓိကဖြစ်တောင်ပန်တိုက်စစ်ဖြစ်ပါတယ်တောင်ပန်တိုက်စစ်လည်းကစားနိုင်တယ်ကွင်းလယ်ခံစစ်လည်းကစားနိုင်တယ်ကွင်းလယ်တိုက်စစ်လည်းကစားနိုင်တယ်ဆိုတော့ AC ရဲ့ကစားပုံကိုကြည့်ရင်တော့ကျွန်တော်များသောအားဖြင့်တောင်ပန်တိုက်စစ်ကစားသမားပုံစံမျိုးနဲ့ကစားတယ်ပြီးနံပါတ်10နေရာနောက်ချန်တိုက်စစ်နေရာနဲ့ကစားကွက်ကိုဖော်ဆောင်တဲ့တိုက်စစ်ပူလိုက်ပါတယ်တကယ်တိုက်စစ်မှုနီးပါးလည်းကစားနိုင်တဲ့ကစားသမားဖြစ်ပါတယ် AC ကလည်းအခုနပြောခဲ့တဲ့ကစားသမားတွေလိုပဲကွင်းလယ်မှာခြေစွမ်းပြနေတဲ့ကစားသမားဖြစ်ပါတယ်နေရာစုံနဲ့ကစားနိုင်တယ်လို့လက်ရှိအာဆင်နယ်အသင်းမှာလည်းသူလုပ်ပြတဲ့အရာတွေကတော်တော်လေးကိုကောင်းပါတယ်နောက်ဆုံးတစ်ယောက်ကတော့အားလုံးသိတဲ့ကျွန်တော်ရဲ့ကပတိန်မာဒီအိုဒီကပ်ပဲဖြစ်ပါတယ်အိုဒီကပ်ကတော့အားလုံးသိတဲ့အတိုင်းပဲနံပါတ်8နံပါတ်10နေရာကိုကစားတဲ့ကစားသမားဖြစ်ပါတယ်အဓိကနံပါတ်8နေရာကွင်းလယ်ဖန်တီးရှင်နေရာမှာမာဒီအိုဒီကပ်ကစားနေပြီးတော့လက်ရှိရာသီမှာတော့များများစားစားခြေစွမ်းမပြပေမဲ့သူပါဝင်တဲ့ပွဲတွေတိုင်းမှာတော့အကောင်းဆုံးခြေစွမ်းပြကစားနေတဲ့ကစားသမားဖြစ်ပါတယ်ဆိုတော့ပရိသတ်တို့ရဲ့ team ယူဆချက်မှာတော့ဒီကစားသမားတွေအားလုံးထဲမှာတရားဒီမှာဘယ်သူကတော့အာဆင်နယ်ရဲ့အဓိကတောက်တိုင်အာဆင်နယ်ရဲ့ကွင်းလယ်ပိုချုပ်ဖြစ်တယ်ဆိုတာကိုကိုယ့်ရဲ့ team ယူဆချက်တွေရှိရဆိုရင် comment မှာရေးပေးကြလို့ရပါတယ်
နောက်ထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးပါနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်လက်ရှိအာဆင်နယ်ရဲ့ကွန်းလေအတောင်တင်းဆုံးဖြစ်တဲ့ပုံကိုကျွန်တော်ကချီးကျူးတဲ့အနေနဲ့တင်ဆက်ရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်